မျက်နှာလေးတွေလန်းလန်းဆန်းဆန်းကြီးကြီးလင်းလင်းနော်တန်တန်ရှင်းရှင်းလေးမရှိတာဘာလို့တော့သူတို့ရဲ့စိတ်ကိုလောင်းနေလို့ပြောရရင်မျက်နှာဆိုတာစိတ်ရဲ့ပတွင်းပေါက်လေးလို့ဘုံဘုံကတော့ထင်တယ်ဟုတ်လားဒီမျက်နှာလေးကိုကြည့်ပြီးတော့နော်ချမ်းသာတဲ့စိတ်ဖြစ်နေလားဆင်းရဲတဲ့စိတ်ဖြစ်နေလားလို့ရေဘူးရသဘောကတော့ပြောလို့ရတယ်ဟုတ်လားအဲ့ဒါစိတ်ကဆင်းရဲနေပြီဆိုရင်မျက်နှာကြည့်လင်းနိုင်မလားဘယ်ကြည့်လင်းနိုင်မတော့ပင်ပန်းတယ်ပူလောင်တယ်ဟုတ်လားပင်ပန်းမှုပူလောင်မှုစိတ်ရဲ့ပင်ပန်းပူလောင်မှုဒဏ်ကိုဒီရုပ်ဟာခံရတယ်အဲ့တော့ရိပ်ဖြတ်ထားတဲ့ဆွဲနှုတ်ထားတဲ့မျက်ပင်လေးများလို့တစ်ပင်လေးများလို့ညှိုးနွမ်းပြီးတော့နေကြတာတဲ့ဟုတ်လားဒါကြောင့်ဘုံမတို့ရဲ့စိတ်နှလုံးကိုအေးချမ်းခြင်းတယ်နော်ချမ်းသာခြင်းတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကိုပြစ္ဆုတ်ပံမှာနေနိုင်အောင်ကြိုးစားရမှာအဲ့တော့ဒီနေ့မှာအတိတ်ကိုရှင်းထုတ်ဖို့အနာဂတ်ကိုရှင်းထုတ်ဖို့အတိတ်နဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ဘုံဘုံတို့နော်အစင်မလိုက်ဖို့မဆွဲလန်းဖို့ဆိုလို့ရှိရင်နီလန်းလေးကစနစ်တကျသွားရင်တော့ပိုကောင်းတယ်ပေါ့နော်အဲ့ဒါကဘုံဘုံတို့ဟောထားတာလည်းရှိပါတယ်ကောင်းသောညဆိုတာအဲ့ဒါအခြေတဝတ်မယ်နော်အတိတနာနဝကမေယနပတိကင်ခေအနာဂတံယရတိတယရတိတပဟိနန္တအပတ္တင်္စအနာဂတံနော်အတိတ်ကိုလည်းအစင်မလိုက်နဲ့အနာဂတ်ကိုလည်းအစင်မလိုက်နဲ့ဘယ်နဲ့ကြောင့်တော့အတိတ်ဆိုတာမရှိတော့ပြီးခဲ့ပြီအနာဂတ်ဆိုတာရောက်မလာသေးဘူးပစ္စုပန်နိစ္စယောဓမ္မတထတထဝိပတ္တိအခုလောလောဆယ်ဖြစ်နေတာလေးကိုယ်ခန္ဓာမှာဖြစ်နေတာလေးကိုအမှန်သိပြီးတော့နေလိုက်ပါအဲ့ဒါဆိုရင်အတ္တန်ဟိတံအတ္တန်ကုပ္ပံနော်ဒီစိတ်ကဒေါသနဲ့လည်းပျက်စီးမှာမဟုတ်ဘူးလောဘနဲ့လည်းပဲနော်ရင်မှုတွေ့တာနေမှာမဟုတ်ဘူးဟုတ်လားအဲ့ဒီနီးနဲ့ဉာဏ်ရှိတဲ့လူဆိုတာနေရမယ်ထိုင်ရမယ်နော်တန်ဝိတော့မနုပြွေရေးဆိုအဲ့ဒါပြောတာဟုတ်လားအဲ့တော့ပြောရင်ဒါပါလေဒါနီးလန်းလေးပေါ့ဟုတ်လား